တင်ထားတော့ဖုံးကြီးပုံနော် profile မှာတင်ထားတော့ဖုံးကြီးပုံတင်ထားတယ်မတ်နဲ့ပို့ကကြတော့ဖန်ဆင်းရှင်နဲ့အိပ်ပြပါလားလို့ပြောထားတဲ့မတ်ကို reply ပြန်ထားတဲ့ပို့အောက်မှာလာမှတ်တယ်ဟဲ့လားအဲ့တော့ခမများတို့ဘာသာခမများတို့သာသနာရဲ့ယဉ်ကျေးမှုကအဲ့ဒါလေလားအဲ့တော့ထိမနာဆိုတာတော့မှထိရင်တော့မနာတတ်တဲ့သဘောရှိတယ်နော်ရင်ရင်ကြေးကြေးလေးနဲ့ကောင်းကောင်းမွန်မွန်လေးပြောတာဆိုတော့ခမများကတိတ်နားလဲပုံမပေါ့ဘူးအဲ့တော့နည်းနည်းစီးပူလောင်နာခြင်းအတူတူကိုလည်းဒီလောက် limit နဲ့လောင်မှသူလည်းဒီလောက် limit နဲ့လောင်မှလောင်နာခြင်းအတူတူ limit တူမှထပ်တူခံစားပေးတတ်မှာဆိုရင်တော့ကမေးခွန်းလေးတစ်ခုမေးကြည့်လိုက်မယ်ခမည်းကမိန်းကလေးတာလားဒါမှမဟုတ်ဖုံးကြီးလားဒါမှမဟုတ်ဘယ်သူလဲတော့မသိဘူးပေါ့နော်တင်ထားတာတော့ profile ရတော့ဖုံးကြီးပဲပေါ့အဲ့တော့ဖုံးကြီးအနေနဲ့ပဲတော့ပြန်ပေးမယ်ဖုံးကြီးမှာအမေရှိတယ်ဆိုရင်ဖုံးကြီးအမေနဲ့ဂေါရမနဲ့အိပ်ပြကြည့်ပါလားဖုံးကြီးရဲ့သမီးရှိမယ်ဆိုရင်တူမရှိမယ်ဆိုရင်မြီးရှိမယ်ဆိုရင်အရှိတဲ့သူနဲ့ဂေါရမနဲ့အိပ်ပြပါလားဖြေကြည့်ပါအောင်ဘယ်လိုနေမလဲလို့အဖြေလေးနားထောင်ကြည့်ကြလို့နော်အဲ့ဒါနော်တို့ဘာသာနော်တို့သာသနာအဲ့ဒီလိုဆက်ဆုပ်ယွန်ချစရာကောင်းတဲ့မေးခွန်းမျိုးမေးလို့ရတာမဟုတ်ဘူးနော်ဒါကြောင့်မလို့နော်တို့ဖန်ဆင်းခြင်းနဲ့နော်တို့ကအိပ်ပြလို့မရပါဘူးလို့ပြောထားတာအဲ့တော့အခုဒီမတ်နဲ့ပတ်သက်ပြီးပြောမယ်နော်ဘယ်သူမြင်ဘူးလဲပေါ့ဖန်ဆင်းခြင်းကို imagine တိုင်းမြင်ဘူးတဲ့နော် imagine တိုင်းမိုမင်မွတ်စလင်တိုင်းမြင်ဘူးတဲ့ဖန်ဆင်းခြင်းကိုမမြင်ဘူးတဲ့လူတယောက်မှမရှိဘူးသိလားစင်ပေါ်မှာပုံတူတရက်တပုံနဲ့တပုံမတူညီပဲနဲ့ဘယ်ရုပ်ကအစစ်အမှန်မှမသိပဲနဲ့စိတ်ကူးရင်ပြီးထုထားတဲ့ဘဘူးရုပ်မဟုတ်ဘူးနော်နှလုံးသားတွေကအလားဆိုတဲ့ယုံကြည်ချက်သိလားအဲ့ဒီနှလုံးသားထဲမှာထင်းလင်းနေရောပဲ imagine တိုင်းမြင်ဘူးတဲ့ဘာလို့လဲဆိုတော့ကိုယ်ပိုင်နှလုံးသားထဲမှာကိုရှိနေလို့ကိုယ်ပိုင်နှလုံးသားတွေကညံမျက်စိနဲ့မြင်နိုင်တဲ့ဖန်ဆင်းရှင်မလို့နော်အီမန်ကိုယူထားပြီးမှဖန်ဆင်းရှင်ကိုတတ်ဝင်ယုံကြည်တဲ့သူပဲမြင်နိုင်တဲ့မျက်စိရှိတာမလို့စစ်မှန်တဲ့ imagine တိုင်းမြင်ဘူးတဲ့စစ်မှန်တဲ့ imagine တိုင်းရဲ့နှလုံးသားထဲမှာဖန်ဆင်းရှင်ရှိတယ်ဒါကြောင့်မလို့အကျွေးမဲ့ယုံကြည်လို့မလို့နော်တို့ကဖန်ဆင်းရှင်ကတရက်ကို9ချိန်ဝေးပြူရမယ်ဆိုရင်9ချိန်ဝေးပြူရပါမယ်လို့ပြောထားတဲ့အရာကိုအဲ့ဒီလိုမြင်ဘူးတွေ့ဘူးအနီးကပ်ကိုယ့်ရဲ့သွေးသားလဲပတ်နေတဲ့နှလုံးသားထဲမှာအသက်ရှင်သန်မှုထဲမှာရှိနေလို့ကိုနော်တို့ကတရက်9ချိန်ဝေးပြူတာမဟုတ်ရင်တော့ရိုက်ပြီးဝေးပြူခိုင်းမဲ့လူလည်းမရှိဘူးဆဲပြီးဝေးပြူခိုင်းမဲ့လူလည်းမရှိဘူးနော်ဝေးပြုတ်ချင်ရောက်လို့ဝေးမပြုတ်ဘူးဆိုရင်လာတတ်မဲ့လူလည်းမရှိဘူးပြုတ်ချင်လည်းရတယ်မပြုတ်ချင်လည်းရတယ်လေဒါပေမဲ့နော်တို့နှလုံးသားတွေကချစ်စိတ်နော်တို့နှလုံးသားတွေကကြောက်စိတ်နဲ့ဝေးပြုတ်တာနော်နောက်ပြီးတော့ရှေလန်းတိုင်းလှုပ်ရှားမှုတိုင်းမှာဖန်ဆင်းရှင်ရဲ့နာမတော်နဲ့အစပြုပါဤဆိုတဲ့ဂုဏ်တော်လေးကိုရွတ်ဆိုရတယ်နော်တို့ကစုတယ်လေအဲ့တော့နော်တို့ဘာသာနော်တို့သာသနာကိုနော်တို့ရဲ့ချစ်စိတ်ကြောက်စိတ်ရိုသေစိတ်လေးစားစိတ်အပြည့်အဝနဲ့ကိုယာကိုင်နှုံးပြည့်ကိုလိုက်နာကျင့်သုံးတယ်ဆိုတာအဲ့ဒါယုံကြည်မှုအဲ့ဒီယုံကြည်မှုဆိုတာနှလုံးသားထဲမှာရှိလို့နှလုံးသားထဲမှာလင်းလင်းဝင်ဝင်ထင်းထင်းတောက်တောက်ပပကိုရှိနေလို့ကိုနော်တို့တွေကလိုက်နာနေတာခမများတို့ဖရာကတကယ်လက်တွေ့မရှိလို့ခမများတို့ကဒီနေ့တနေ့ကောင်နေလို့တောင်တစ်ချိန်ဥမချမိဘူးတနေ့ကောင်နေလို့တောင်မှတစ်ချိန်ဖရာမတမိဘူးမလားဒါပေမဲ့တခုတော့ရှိတယ်ခမများတို့အရန်အံ့ဩစရာကောင်းတဲ့အချိန်ခလုတ်တိုက်တဲ့အချိန်ကြာရင်တော့အလားလို့တမိတယ်မလားအတ္တဖန်ဆင်းရှင်ပဲနော်ဖန်ဆင်းရှင်ကလူသားတွေကိုဖန်ဆင်းတဲ့အချိန်မှာပြောခဲ့ဘူးတဲ့နော်ကြံတဲ့တတ္တဝါတွေကလူသားတွေကအလွန်အင်မတန်မှညံရင်ညံသွေးမြင့်မားတယ်နော်ကိုယ်ပိုင်တီထွင်ကြံစားမှုရှိတယ်ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်အဲ့ဒီလိုမျိုးအခွင့်အရေးတွေအများကြီးနဲ့ပိုင်ဆိုင်မှုပေးထားတဲ့လူသားတွေကတနေ့မှာဖန်ဆင်းရှင်ကိုပုံကန်လာခဲ့ရင်ကောတဲ့အဲ့ဒီလိုမေးခွန်းမေးတဲ့အချိန်ကြတော့ဖန်ဆင်းနဲ့အရှင်သခင်ကပြန်ပြီးမိန့်ကြားတော်မူတယ်
နော်ခလုတ်ထိလိုက်တိုင်းမှာနာကျင်ခံစားမှုကိုခံရတိုင်းမှာအလားလို့တလိုက်တယ်ဆိုရင်ငါအချင်းကျေနပ်တော်မူ၏တဲ့ရှင်းတယ်နော်အဲ့ဒါဖန်ဆင်းရှင်လို့ခေါ်တယ်နော်ဖန်ဆင်းရှင်ရှိကြောင်းတက်တဲ့တွေအများကြီးပြခဲ့တယ်မြင်မှတွေ့မှသိမှယုံကြည်တယ်ဆိုတာအဲ့ဒါယုံကြည်မှုမဟုတ်ဘူးရှင်းတယ်နော်ကိုယ်အဆင့်တန်းနဲ့ကိုနေရတယ်တချို့အလုပ်သမားတွေအလုပ်ရှင်ကိုမြင်ဘူးလားအချိန်နဲ့လားစာပဲယူနေတာအလုပ်ရှင်ကိုတွေ့ဘူးလားသေတဲ့ထိတောင်စလုပ်တဲ့နေရာနေသေသွားတဲ့ထိတောင်မမြင်ဘူးတဲ့အလုပ်သမားတွေရှိတယ်မဟုတ်ဘူးလားအဲ့ဒါအလုပ်ရှင်နဲ့အလုပ်သမားအသေးအဖွဲလေးကျွန်းနဲ့သခင်အဆင့်မှာတောင်အဲ့လိုရှိတယ်နော်ဒါကစကြဝဠာကိုဖန်ဆင်းထားတဲ့အရှင်သခင်ဒီလောက်ဆိုရင်သဘောပေါက်မယ်လို့ထင်တယ်ဒီမေခွန်းနဲ့အလားတူမေးတဲ့ဘယ်ဗုဒ္ဓဘာသာဝင်ကိုမဆိုဖြေလိုက်တာ